ဆောင်းမိုက်တယ်ကွာညီစောရှိတယ်မရှိဒီလိုလဲရတဲ့အကျိုးအကြောင်းညီလေးစောချောချောလေးရပါစေနော်ခွေးဆူတောင်းပေးရနော်ညီလေးအဲ့တော့ညီမတို့တွေထဲမှာရှိတဲ့တယောက်နဲ့ဒီကောင်လေးနဲ့အကို trade လုပ်ရှင်တယ်အဲ့တော့ trade လုပ်လို့ဘယ်သူအဆင်ပြေလဲချလိုက်သုံးရင်းချလိုက်โอเคအဲ့တော့စမယ်နော်စုံစွမ်းစီအဲ့တော့ညီမစီကပဲကိုယူလိုက်တော့မယ်နော်ကြော့အော်တစ်ချက်ပြလိုက်မနော်လဲပြီဆိုတော့ကဲအခုဘုံမတ်လေးနဲ့စောက်ချတဲ့မညက်တဲ့ဘုံမတ်လေးနဲ့ကျွန်တော်ဘီတစ်ချောင်းနဲ့ကျွန်တော်လဲလိုက်ပြီနော်ညီမလေးကြည့်ဘူးရနော်ကြည့်ဘူးလားကြည့်အဲ့တော့ကျွန်တော်မှရှိတဲ့ဘီနဲ့ညီမတို့ညမှာရှိတဲ့ပစ္စည်းတစ်ခုနဲ့ပြန်ပြီးတော့ trade လုပ်ရှင်လို့အဲ့တော့ဘာပေးလို့အဆင်ပြေလောက်လဲရှိတာရှာအရင်ရှာလိုက်ဘာရှိလဲ မုံတော့ရှိရ ညီမရောရှိတယ်ပေါ့ရှာလိုက်အရင်ညှိလိုက်မဟုတ်တော့ဟုတ်ပြီနှကန်းလေးကတော်တော်များများရတယ်အဲ့တော့ညီမတို့နှစ်ယောက်တယောက်လေစုံစုံလေးချလိုက်ပါလားအဲ့ရနိုင်တဲ့လူဖြစ်ဖြစ်ရှုံးတဲ့လူဖြစ်ဖြစ်အကိုယူလိုက်မယ်နော်စုံစုံလေးချလိုက်အဲ့တော့ဘာယူလို့ယူမှာမသိဖြစ်နေလို့စမယ်နော်အဲ့တော့ချမယ်နော်ဒါတစ်ခါပဲချမယ်စုံစွမ်းစီโอเคအဲ့ဒါဆိုလို့ရှိရင်ဒီညီမလေးချက်ပဲကိုယူလိုက်တော့မယ်နော်ကြောက်အဲ့ကောင်ဘီလေးနဲ့ဒီမုတ်ထုံနဲ့လဲလိုက်ပြီနော်အခုနောက်ဆုံးရလာတာကျွန်တော်လက်ထဲမှာဒီမုတ်ထုံရှိတယ်အဲ့တော့အကိုမှရှိရပစ္စည်းတစ်ခုနဲ့ trade လုပ်ရှင်တယ်အကိုဘာပေးလို့အဆင်ပြေလဲ ဘာပေးလို့စင်ပြီလဲဆိုတော့တခြားတော့မပါဘူးကျွန်တော်အခုဒီမှာမုံစားဖို့လာမုံလေးတော့ပါတယ်မုံလေးနဲ့ trade ပြီးတော့ရတယ် တကယ်ကြီးလားမလားတကယ်ပေးမလား ကျုံအဲ့ကတည်းကဘာရှိအောင်မယ်ရှာကြည့်ရအောင် အဲ့ကတည်းမှာဘာမှမပေါ့ပတ်စံအိတ်ပဲပါတာ ဟာလားပတ်ဆိုင်ပြောtrade လုပ်လိုက်မယ်ကဲအဲ့တော့ကျွန်တော်လက်ထဲကဒီ basic မုတ်လေးနဲ့ဒီကောင်စိတ်တော်မကောင်းနော်စိတ်တော်မကောင်းအခုဒါလဲလိုက်ပြီနော်ချားလူကကန်ကောင်းပါပဲခွင့်ပြုပါအောင်ခင်ဗျနော်ဒီမုံနဲ့အကိုမှရှိတဲ့ပစ္စည်းတစ်ခုနဲ့လဲရင်လို့အဲ့တော့အကိုအနေနဲ့ဘာပေးလို့အဆင်ပြေလဲ ကျွန်တော်ကတော့စာအုပ်ကတော့တောင်းရမှာဘာမှမရှိဘူးခဏလေးခုနရေဝယ်နဲ့အကျွေနဲ့ချွတ်ချင်ပေးလိုက်မယ်စောမရှိဘူးစောရှာပေးအောင် ကဲဒီမှာတခါလေဈေးပန်းနော်ဈေးပန်းစောမရှိကဲကျွန်တော်လက်ထဲမှာရှိတဲ့မုံနဲ့ဒီကောင်လေးနဲ့ဒါလဲလိုက်ချက်တော့ကြိုင်ပြီးပြပြအောင်ဒီမှာဘရကြည့်ဘူးရနော် ကြည့်ပြီးပဲ โอเคစုံစံလေးချလိုက်နိုင်တဲ့လူကြီးရကျွန်တော်ယူမယ်နော်စုံစံလေးချလိုက်ရတော့မယ်နော်အဲ့တော့စုံစွမ်းစီဟုတ်ပြီစုံစွမ်းစီအဲ့တော့ဘောပင်လေးယူလိုက်မယ်နော်အဲ့တော့ကျွန်တော်ဒီကောင်လေးနဲ့လဲမယ်နော်တစ်ချက်လောက်ကင်မရာလေးတစ်ချက်လောက်ပြပြအောင်ကျွန်တော်မှရှိရဲဒီမှာ9000နဲ့ဒီချွေချင်းချားလုံးနဲ့အခုလဲလိုက်မယ်နော်โอเค brother ကဲဒီညီလေးနဲ့ကျွန်တော်နဲ့ဒါအခုလာပြန်စပြီးထွေးပြီနော်ဘောပင်တစ်ချောင်းနဲ့ဒီမှာပေါ့နဲ့စလဲပြီညီလေးကြည့်ဘူးရနော် ဟုတ်ကြည့်ရဟုတ် ဆောင်းမိုက်တယ်ကွာညီစောရှိတယ် ဟုတ်မရှိဘူး ဒီလိုလဲရတဲ့အကျိုးအကြောင်းညီလေးစောချောချောလေးရပါစေနော်ခွေးဆူတောင်းပေးရနော်ညီလေးဒီဘောပင်တစ်ချောင်းနဲ့အကိုတို့ဒီမှာပေါ့နဲ့ဒါလဲလိုက်ပြီနော်အဲ့တော့နောက်လူကိုကျွန်တော်ဒီပေါ့နဲ့ပဲပြန်ပြီးတော့ trade မယ်နော်ညီလေးကျေးဇူးတင်တယ်နော်ညီလေးနော်အမတ်တရားဖြစ်တာပေါ့ကျွန်တော်မှရှိတဲ့ဒီကောင်လေးနဲ့အကိုတို့နှစ်ယောက်မှရှိတဲ့ပစ္စည်းတစ်ခုနဲ့ကျွန်တော် trade လုပ်ချင်တယ်အကိုတို့ဘာပေးလို့အဆင်ပြေလောက်မလဲဒါလေးကအကိုဘာလေးလဲကို ကျွန်တော်ကားဝယ်အောင်လုပ်တာဗျာကားဝယ်အောင်လုပ်တော့ဒီကောင်ကဒါကျွန်တော်တို့လက်မျက်စီပဲဗျာဒီလားကားဟိုထားပါတော့အယိုးတွေပါကြီးကြည့်လို့ရှင်ဒီကောင်ရှိမှရအောင်ဒါကျွန်တော်ရဲ့အမှတ်တွေရရောလက်ခံတယ်အဲ့လိုဟာလေးပေါ့အဲ့ဒါကိုကြီးမှတော့မရှိတော့ကျွန်တော်ဒီကိုပဲကျွန်တော်လက်ခံလိုက်တော့မယ်နော်အဲ့တော့ကိုခဏဒါလေးချက်ကင်လိုက်ပြပါအောင်အဲ့တော့ကျွန်တော်ရဲ့ထဲမှာရှိတဲ့ဒီပေါ့နဲ့ကိုကြီးရဲ့ဒီမှာကိုကြီးချက်လောက်ပြပြအောင်နော်သူ့ရဲ့ဒါနက်မျက်စိလို့ဒါသူပြောသွားတယ်အဲ့တော့ဒီပစ္စည်းလေးနဲ့ဒါသူ့မှာတန်မိုးအထားဆုံးပစ္စည်းအဲ့တော့ဒီပစ္စည်းလေးနဲ့ကျွန်တော်ဒါနဲ့ဒါ trade လုပ်လိုက်ပြီနော်ကဲကိုကြီးကြည့်ဘူးရနော်ကိုကြီး ကြည့်ယူရဲ ချစ်တယ်ဗျာအဲ့ဒါကြောင့်ရမ်းချစ်တာ